ဟိုးရှေးတုန်းကကျွန်တော်တို့ကဘာမြေနဲ့အလင်းနှစ်တန်းပေါင်းများစွာဝေးကွာတဲ့လူမီနာဆိုတဲ့ဂျိုကြီးတကြိုရှိခဲ့ပါတယ်။အဲ့ဒီဂျိုပေါ်မှာနေထိုင်တဲ့ဂျိုသားလေးတွေကတော့ကျွန်တော်တို့ရုပ်ရှင်တွေကလိုကြောက်စရာကောင်းတဲ့ပုံစံမျိုးမဟုတ်ပဲအသားရည်ကအပြာနုရောင်တောက်ခေါင်းပေါ်မှာတုံစီနဲ့အင်တင်နာအန်ထန်းနာအမွှေးလေးနှစ်ချောင်းပါတဲ့ချစ်စရာကောင်းတဲ့တတဝါလေးတွေပေါ့။သူတို့ထဲမှာဇစ်ဖို့လို့ခေါ်တဲ့ဂျိုသားလေးတစ်ကောင်ရှိပါတယ်။ဇစ်ပိုကတခြားကြိုသားတွေနဲ့မတူပဲစူးစမ်းလိုစိတ်အင်မတန်ပြင်းပြပြီးစัจ java လာတွေကတခြားကြိုတွေအကြောင်းကိုအမြဲလေ့လာခြင်းနေသူပါတရက်မှာတော့ဇစ်ပိုဟာသူကိုယ်တိုင်တီထွင်ထားတဲ့ပကံပြားပြန်အဝိုင်းလေး UFO ကိုစီးပြီးစัจ java လာတွေကိုစွန့်စားခန်းထွက်ခဲ့ပါတယ်ဂျိုပေါင်းများစွာကိုဖျက်ဆီးပြီးတဲ့နောက်အဝေးကနေစိမ့်လန်းဆိုပြေးပြီးအပြာရောင်ပင်လယ်ကြီးတွေနဲ့လှပနေတဲ့ကဘာဂျိုကြီးကိုလှမ်းမြင်လိုက်ရပါတယ်တိတ်လှတဲ့ဂျိုလေးပဲအဲ့ဒီမှာဘလို့တတဝါတွေနေထိုင်ကြလဲဆိုတာငါသွားကြည့်ရမယ်။ဇစ်ပိုဟာစိတ်လှုပ်ရှားစွာနဲ့ကဘာမြေစီကိုပကံပြားပြန်လေးမောင်းနှင်ပြီးဆင်းသက်ခဲ့ပါတော့တယ်။ဇစ်ပိုဆင်းသက်လိုက်တဲ့နေရာကတော့တစ်ပင်ကြီးတွေပေါ်များတဲ့တောအုပ်လေးတစ်ခုအနီးကမြက်ခင်းပြင်ကျဲကြီးတစ်ခုပါ။အဲ့ဒီအချိန်မှာတောအုပ်ထဲမှာလက်ပြဖမ်းရင်လမ်းပြောက်နေတဲ့ဖိုးသားဆိုတဲ့ကောင်လေးတစ်ယောက်ရှိနေပါတယ်။ခြုံပုတ်ထဲကနေထွက်လာတဲ့ဖိုးသားဟာထူးဆန်းတဲ့ပကံပြားပြန်ကြီးနဲ့အပြာရောင်ကြိုသားလေးစစ်ပိုကိုမြင်တော့လန့်ပြီးခြေလန်းအနှင်းငယ်ဆုပ်လိုက်မိတယ်စစ်ပိုကလည်းလူသားတစ်ယောက်ကိုပထမဆုံးမြင်ဖူးတာမို့ကြောက်နဲ့သူ့အင်တင်နာလေးတွေတုန်ခါသွားခဲ့ပါတယ်ဒါပေမဲ့စစ်ပိုကရန်လိုတဲ့စိတ်မရှိမှန်းပြတဲ့အနေနဲ့သူ့ရဲ့လေးထောင်ပုံသဏ္ဍာန်လက်ကလေးကိုထောင်ပြပြီးပြုံးပြတယ်သူ့အိတ်ကက်ထဲကလူမီနာဂျိုကထွက်တဲ့အမှောင်ထဲမှာလင်းလက်နေတဲ့ကျယ်ပွင့်တကြားလုံးလေးတစ်လုံးကိုကမ်းပေးလိုက်တယ်။ဖိုးသားလည်းတကြားလုံးလေးကိုလှမ်းယူပြီးမြည်စမ်းကြည့်လိုက်တော့အရသာကတိတ်ကောင်းပြီးစတော်ဘယ်ရီတီးလိုချောကလက်လိုနဲ့စားလို့တိတ်ကောင်းနေတာပေါ့။ဒါနဲ့ဖိုးသားလည်းမကြောက်တော့ပဲပြုံးပြပြီးငါနာမည်ဖိုးသားပါလို့မိတ်ဆက်လိုက်ပါတယ်။စစ်ပိုနဲ့ဖိုးသားတို့ဟာဘာသာစကားချင်းမတူကြပေမဲ့လက်ဟန်ခြေဟန်တွေမျက်နှာအမူအရာတွေနဲ့အပြန်အလှန်စကားပြောခဲ့ကြပါတယ်။စစ်ပိုကဖိုးသားကိုသူ့ပကံပြားပြန်ထဲကထူးဆန်းတဲ့နည်းပညာတွေပြသတယ်။ဖိုးသားကလည်းစစ်ပိုကိုကဘာမြေကပန်းပွင့်လေးတွေလက်ပြလေးတွေနဲ့တစ်တီးဝက်လံတွေအကြောင်းလိုက်ပြပါတယ်။သူတို့နှစ်ယောက်ဟာတောအုပ်ထဲမှာတူတူဆော့ကစားရင်းတနေ့တာလုံးပျော်စရာအချိန်တွေကိုကုန်ဆုံးခဲ့ကြတယ်။စစ်ပိုဟာကဘာမြေကလူသားတွေဟာကျင်နာတက်ပြီးချစ်စရာကောင်းမှန်းတည်သွားခဲ့တယ်လို့ဖိုးသားကလည်းဂျိုသားတွေဟာရုပ်ရှင်တွေကလိုရန်လိုတဲ့တတဝါတွေမဟုတ်ပဲမိတ်ဆွေကောင်းတွေဖြစ်နိုင်မှန်းနားလည်သွားခဲ့ပါတယ်။ညနေမိုးချုပ်လို့လာမင်းကြီးထွက်လာတဲ့အချိန်မှာတော့စစ်ပိုတယောက်သူ့ဂျိုကိုပြန်ရမယ့်အချိန်ရောက်လာခဲ့ပါပြီ။စစ်ပိုကဖိုးသားကိုရင်ခွင်ချင်းဖတ်ပြီးနှွေးထွေးစွာနှုတ်ဆက်လိုက်ပါတယ်။စစ်ပိုကသူ့ရဲ့အင်တင်နာလေးကိုဖိုးသားရဲ့နဖူးလေးနဲ့ခဏတာထိလိုက်တဲ့အခါဖိုးသားရဲ့စိတ်ထဲမှာတငယ်ချင်းမင်းကိုငါဘယ်တော့မှမမေ့ဘူးဆိုတဲ့စစ်ပိုရဲ့စကားတန်လေးကိုအတိုင်းသားကြားလိုက်ရပါတယ်။ပကံပြားပြန်လေးဟာကောင်းကင်ရံထဲကိုတဖြည်းဖြည်းမြင့်တက်သွားပြီးကျဲပွင့်လေးတစ်ပွင့်လိုလင်းလက်ရင်းပျောက်ကွယ်သွားခဲ့ပါတော့တယ်ဖိုးသားကတော့ကောင်းကင်ကြီးကိုမောကြည့်ရင်သူ့ရဲ့ထူးဆန်းပြီးချစ်စရာကောင်းတဲ့ဂျိုသားတငယ်ချင်းလေးကိုသတိရနေမိပါတော့တယ်